အားလုံးပဲမင်္ဂလာပါရှင်။တဲ့ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့ဖပြပေးမယ့်ဝတ္ထုတိုလေးကတော့ဆရာစောကြီးရေးသားထားတဲ့သူမယားဆိုတဲ့ဝတ္ထုတိုလေးဖြစ်ပါတယ်ရှင်။ဈေးတယ်မှာမဖို့ဒီကိုစင်းဤမယားဖြစ်လေသည်။မဖို့ဒီမြို့တို့တက်၍ကုံစင်းရောင်းလေးရှိရာနနက်တိုင်းရက်ကိုရွက်၍မြို့တို့တမိုင်းနီးပါးခန့်ချီလျင်တွားရလေသည်။အယောင်ရတွင်လျင်စောစောပြန်လာတတ်၍အယောင်ရထိုင်းလျင်နေဆောင်မှပြန်လာတတ်လေသည်ပြန်လာတိုင်းချောင်းကိုဖြတ်ကာရွာဘက်တို့ကူထားသောဝါဒသားတို့ရောက်လျင်လင်းစိတ်တတမိစိတ်တို့သည်အလိုလိုပေါ်လာတတ်လေသည်မဖော်သည်အရက်ထောင်ထောင်မောင်းမောင်းဖြစ်သည်စပင်မှာနီကြမ်းကြမ်းဖြစ်၍တထွာတထာလောက်တာရှိသည်တွားအတန်ငယ်ခေါ်သည်တို့ရာတွင်အယုတ်ဆိုးဟုမဆိုတာကြီးကိုစင်ဒီအိမ်၌ထိုင်စားသမားဖြစ်သည်ဟိုထိုင်စားသမားတက်တက်လည်းမဟုတ်ရှာအိမ်မှာထမင်းဝတ်တရသည်တာငယ်သမီးငယ်များကိုထင်းရသည်ကိုစင်ဒီငယ်စဉ်ကတာမဏေဘဝနှင့်ကိုနှစ်ခန့်နေခဲ့ပုတူဖြစ်တဲ့ဖြင့်စာပေ၌အတော်အတန်တီးခေါမိသည်စိတ်ဘောထားကောင်းသည်ရေရေမောမောနေတတ်သည်အလူပွဲမင်္ဂလာပွဲများတွင်ရှေ့တန်းကပါတတ်သည်သူ၏အရာမောင်းမှာမရလောက်မမြင့်လားစပင်ကောင်းသည်နှကမ်းမွေးရေးရှိသည်ရင်အုပ်ကျင်းသည်ထိုးကွင်းကိုဒူအထိထိုးသည်သူတို့နှစ်ယောက်ညာကြ၍တားငယ်တယောက်ရပြီးသည့်အထိမတ်ဖို့သည်ဈေးအောင်ထွက်သည်ကိုစင်ကိုလည်းပြုစုရှာသည်တာတယောက်နောက်ထပ်တိုးလာတော့အခါမတ်ဖို့သည်ဈေးအောင်သာထွက်နိုင်ရှာတော့သည်နောက်တစ်ဖန်သမီးတယောက်တိုးလာပြန်တော့အခါမတ်ဖို့အလွန်မောပန်းလာတတ်လေသည်ကုံရှုံသောအလဲနှင့်ကြုံသည့်အခါတနာပွေတာဖြစ်တော်သည်တို့ရာတွင်မတ်ဖို့သည်ညှဉ်းညူသည်မရှိအရှိပိုင်းကမင်္ဂလာဆောင်မှာညီယောက်ျားမင်္ဂလာဩဘာစကားပြောပုံကိုညီလာပြီးနားထောင်စီခြင်းနဲ့တငယ်ချင်းမရဲ့အလွန်ခန့်နေညီယောက်ျားပညာပြည့်ပါပေတဲ့အေးဟုမဖော်ဤတငယ်ချင်းမတစ်ယောက်ကကိုစင်ကိုချီးမွမ်းလေသည်ထိုအခါမဖော်သည်အလွန်အားရသည်သူဤစိတ်ထဲတွင်ကြက်တရေအပေါင်းတို့ပြည့်လျန်းနေသောလင်းဤမျက်နှာကိုမြင်လာထင်လာလေသည်တခါတရံ14နှစ်အရွယ်သားအကြီးလေးကတရားမှစီးကြို၍အမိဖြတ်တောင်းစသည်တို့ကိုကုတဲပေး၏ထိုအခါမတ်ဖို့သည်အားရပြန်လေသည်မောင်မင်းကြီးသားကြောင့်ဒီကလေးတွေကိုအားထားရပေတယ်ဟုတွေးမိလေသည်တခါတော့အငယ်ရှိတို့ထရင်မူဓမ္မတယောက်ရောက်လာ၍အင်းရှိခုံပြင်၌စကားပြောနေကြတော့မတ်ဖို့တို့သားမိအားမထီမဲ့မြင်ပြုလိုတော့မျက်စိဖြင့်ကြည့်လေသည်ထိုအခါသားမိတို့သည်အိမ်တွင်တို့ပြေးဝင်ကြလေသည်အိမ်တွင်ကကိုစင်လည်းအင်းရှိတို့ကြပြကြရာထွက်လာ၍ခုံပြင်၌ခါထောက်ကရက်နေလိုက်သည်မထီမဲ့မြင်ပြုလိုတော့မျက်လုံးနှလုံးသည်ခြာကနေလှဲ့၍ရင်းထိုးတွားကြတော့ခြေတို့နှင့်အတူရင်းရမ်းကပါတွားလေသည်ထိုအခါအင်္ဂန်းတကားမှခေါင်းပြူ၍ကြည့်နေတော့မဖို့သည်မောင်မင်းကြီးသားမရှိလျင်ဒုက္ခဖြစ်ပဲဟုတွေးမိပြန်လေသည်မဖို့သည်ယခု38နှစ်အတွင်းတို့ဝင်ပြီကိုစင်ဒီမဖို့ထက်6နှစ်မြကြီးသည်ကိုစင်ဒီဤအတက်ဤရွယ်ထိမြည်တိအလုတ်ကိုများဖြစ်ဖြစ်မြောက်မြောက်မလုပ်ကင်ဘူးကြီးထမိန်နာကိုစားသည်ဟုမလို့တူတို့ကကဲရဲကြလျင်အလိုဝေတန်နေရမင်းကြီးပင်မဒီလုတ်စာကိုထိုင်စားသေးတာပဲဟုရေတလိုမောတလိုနဲ့ပြန်ချီလေးရှိသည်ကိုကူလိုနဲ့ကိုဖြစ်တာမနာလိုတူရှိမဖြစ်ကြနှင့်လေဟုနောက်ထပ်ဆက်လိုက်တတ်သေးသည်တို့ရာတွင်စိတ်ထဲ၌ကနာကျင်မိနာပင်နာညာတော့လဲနာရမမတီစကနိုင်လူ၍ပြောလိုက်ရတော့သူကိုပင်သူချီးမွမ်းလိုက်သေးသည်မလိုသူတို့သည်စကားအတင်စီခံရ၍တာ၍ပင်မလိုစိတ်ပေါက်လာကြသည်အခွင့်ရတိုင်းမင်းငောကြသည်မဲ့ရွယ်ကြသည်ကိုစင်ဒီအတက်ရွယ်ကြီးလာတော့အခါပြိုရွယ်စဉ်ကမင်းငောခံရအမဲရွယ်ခံရတော့တန်ရများသည်ကိုစင်ဤစိတ်တွင်ပေါ်လာကြလေသည်ထို့ကြောင့်ကိုစင်ဒီအကိုဝမ်းကဲတယောက်ထံမှငွေချေး၍ဝါရောင်းသည်ဝါစီကြကိုက်ဖြစ်တဲ့ဖြင့်ခွက်လောင်ရှုံးပါလေနောက်တစ်နှစ်မိုးကြတော့အခါကိုစင်ဒီလေငါးဆင်းထွန်ပြန်သည်ထွန်တွားထိတဲ့ဖြင့်ခြေတလုံးဝယ်တွေးဆက်နှင့်အိမ်တို့ပြန်လာရသည်အနာကို15ရက်လောက်ကုယူရလေသည်အနာကျတော့နေ့တွင်ကိုစင်အသက်43နှစ်ပြည့်ပြီအသားအနာကကောင်းစွာကျက်ပေ၏တို့ရာတွင်စိတ်အနာကရင်းစားပြုလာပြီ
မဖော်ဒီခါတိုင်းကဲ့သို့ပင်ဈေးတိုးထွက်သွားသည်ထိုအခါသားကြီးသည်ဘုန်းကြီးကျောင်းတို့တွားလေသည်တာလက်နှင့်တမိထွေးတို့သည်အိမ်ရှိမကြီးပင်အောင်၌ကစားကြသည်ကိုစင်ဒီကပြင်းဝဲလက်ဖက်ရည်အဖန်တောက်လေသည်အတန်ကြာတော့အခါခေါင်းရင်းအိမ်ကသားသမီး6ယောက်တို့၏အဖေသည်လက်တမတစ်တာကိုထမ်းကထွက်သွားသည်ချင်းရင်အိမ်ကမယားမိရက်တယ်မ၏ယောက်ျားတဏိခုတ်ရန်ဓားကိုယူ၍တစ်ဖက်ကန်းတို့လေဖြင့်ကူးလေသည်ညနေချင်းဆိုင်ကအဖိုးပင်လျင်တရောက်တောက်နှင့်ရောက်မှခုန်နေလေပြီလက်ဦးတွင်ကိုစင်နီလက်ဖက်ရည်အဖန်တစ်ခွက်ပြီးတစ်ခွက်ငှဲ့တောက်ကကစားနေကြတော့သားနှင့်သမီးတို့ကိုကြည့်၍ကြည်နူးနေသည်တို့ရာတွင်အိမ်နီးချင်းတို့တလုံးလုံးတရွရွအလုတ်သွားကြအလုတ်လုတ်ကြသည်ကိုမြင်ရတော့အခါသားသမီးတို့ကိုကြည့်၍မကြည်နူးနိုင်ထမင်းကိုတရမည်ဖြစ်တော့တူဤအလုတ်ကိုတူတရိရလာသည်မင်းငေါကြတော့မျက်နာမဲရွေးကြတော့မျက်နာတို့ကိုလည်းမြင်ရောင်ရောင်ဖြစ်လာသည်ထို့ကြောင့်သူတို့ကိုမကြည့်ဘဲခေါင်းငုံနေလိုက်သည်သူတို့ကမမြင်ရတို့ရာတွင်သူဖြစ်ရှေ့တရီတရန်းကြီးကိုကသူစိတ်မျက်စိတွင်မြင်ရသည်ရှင်လူထွက်သည့်အခါမှစ၍ပိုးပဝါတသားတာနှင့်လူပေါ်ကျော်လှုပ်လာခဲ့ပုံမှတ်ဖို့နှင့်ညာပုံကုံရှုံးပုံခြေတလုံးနှင့်ဒဏ်ရာရပုံတို့ပင်သည်သူဝမ်းနေလာ၏ရှက်လာ၏ဒီဘဝနှင့်သူမနေခြင်းသူယုံထွက်ခြင်းသည်သူတွေးနေသည်မှာယဟန်ဝရလျင်ကောင်းမည်ယဟန်ဖြစ်လျင်သူထမင်းဟိုးတရတော်မည်မဟုတ်ယဟန်ဖြစ်လျင်သူလည်းနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်မည်မယားတသမီတို့သည်သူ့ကိုမြည်၍ကုလိုရကြမည်သူကျွတ်ချိန်တန်မည်သူဖျားစုပန်မည်သူ့အတွေးကဤတို့သည်အော်ထမင်းဟိုးတည်စရာရှိပါသေးတကားမတည်လျင်သူယနေ့ထမင်းငတ်မည်သူသားနှင့်သမီးတို့လည်းငိုကြလိမ့်မည်ထို့ကြောင့်ကိုစင်နီစဖိုးတို့ဝင်ရလေ၏ထိုအချိန်၌ပင်ဈေး၌ကုန်စည်ရောက်နေတော့မဖော်သည်ကုန်စည်များကိုရေပိုစွတ်သည်အလေးချိန်ပုံစည်းလျင်အမျက်ငွေပိုရเสียရှိသည်ရလျင်ကိုစင်ဖို့စေးပေါ်လေးကောင်းကောင်းဝယ်သွားမည်ဟုမဖော်စိတ်ကူးနေလေသည်ကျွမ်းကျင်သည့်အလျောက်ကိုစင်နီထမင်းကိုကောင်းစွာချက်နိုင်သည်ကျက်တော့အခါကလေးများကိုခေါ်၍မနီးညကချန်ထားတော့ဟင်းနှင့်စားကြလေသည်စားပြီးကြတော့အခါကလေးများသည်စော့မြဲတိုင်းစော့ကြပြန်လေသည်ကိုစင်လည်းအင်ခပန်း၌ခြေတွဲလဲချ၍စေးပေါ်လေးကိုလက်ကြားညက်ကရခင်အတွင်းမျိုးကိုထမှန်၍ကောက်ပြန်လေသည်သူယဟန်ဖြစ်လျင်နနက်တိုင်းမဖော်အိမ်ကိုဆွန့်ခံလာမည်မဖော်ဈေးတို့မတွားရသည့်တဖြင့်မဖော်၏မျက်နာကိုသူမြင်ရမည်သူသားသမီးများ၏မျက်နာတို့ကိုလည်းမြင်ရမည်မဖော်သည်တရားမတက်စာပေမတက်တီလျင်မဖော်အပေကြတော့မည်မဖော်ကိုသူတနာလာသည်မဖော်ကိုသူတရားပြမည်ဤတို့တွေး၍ကောင်းနေတော့သားနှင့်သမီးတို့၏ငိုရန်ကြားလိုက်ရာအတွေးဆက်ပြတ်သွားလေသည်ညီမငယ်ကအကို၏မျက်နာကိုကုတ်ဆွဲတဖြင့်အကိုငိုလေသည်တဖန်အကိုကညီမငယ်၏စပင်ကိုဆွဲလိုက်တဖြင့်ညီမငယ်ငိုပြန်လေသည်နင်တို့ငါ့ကိုဒုက္ခအလွန်ပေးတယ်အိမ်ထဲကိုလာခဲ့ကြနင်ကဟိုတိုင်မှထိုင်နင်ကလည်းဟိုတိုင်မှထိုင်မထကြနဲ့ဟုကိုစင်ကြီးချိန်မောင်း၍နေရာချပေးသည်ကလေးတို့သည်မျက်ရည်တုပ်၍တထိုင်စီမှထိုင်ကြသည်ကိုစင်သည်ထိုင်မြဲနေရာမှပြန်ထိုင်၍အတွေးကိုပြန်ကောက်လေသည်ကောက်၍မရတော့ကြအတန်ကြာတော့အခါကလေးတို့ကိုကြည့်လိုက်သည်ကလေးတို့သည်ငိုက်နေကြသည်ကိုစင်လည်းတန်းဝေလာသည်ဘယ်ကိုမှထမတွားကြနဲ့တိုင်မာတာထိုင်နေကြရမယ်ဟုပြောပြီးနောက်ကိုစင်လည်းလဲလျောင်း၍မျက်စိတို့ကိုမိတ်လေသည်ကိုစင်မျက်စိမိတ်တီနှင့်တပြိုင်နက်ကလေးတို့၏မျက်စိသည်ကျဲလာကြသည်တယောက်၏မျက်နှာကိုတယောက်ကြည့်ကြသည်မျက်စိမိတ်နေတော့ကိုစင်ကိုကြည့်ကြပြန်သည်ကိုစင်အိပ်ပျော်လျင်သူတို့ဆင်ကစားကြလိမ့်မည်ညီမြကြသွားသည်မတိကိုစင်နိုးလာတော့အခါမဖော်၏အတန်ကိုကြားရလေသည်မဖော်၏အတန်ကြောင့်လည်းကိုစင်နိုးလာရခြင်းဖြစ်လေသည်မဖော်သည်မကြီးပင်ပေါ်တို့မှော့ကြည့်၍ကြည်စမ်းဟဲ့ကောင်လေးဆင်းခဲ့မြန်ဆင်းခဲ့လိမ့်ကြရင်မခက်ပါလားညီမလေးပဲမလဲဟိုးကန်းသားမှာအကျိုးနဲ့ကုန်ပါပြီတော့ကိုစင်ရှင်ဒီလိုပဲကလေးတွေကိုပြစ်ထားရလားတဲတော်တဲ့အဖေပါလားရှင်ထိုခိုက်တွင်
တမီးသည်ရွှင်ပင်နေတော့လက်များဖြင့်အမိထံသို့ပြေးလာသည်တားလည်းမကြီးပင်ပေါ်ဟာဆင်းလာ၍မြေပြင်ကိုနင်းမိပြီကိုစင်သည်ကလေးတို့ကိုမျက်စောင်းဖြင့်ကြည့်ကလေးတို့သည်အမိကိုကွယ်နေကြသည်ရော့ကိုစင်စီပေါ်လိတ်ဟုမဖော်သည်ပြောပြီး၍ကလေးများကိုစဖိုးဆောင်တို့တင်းယုံခေါ်သွားလေသည်ကိုစင်သည်စဖိုးဘက်သို့လိုက်၍ကြည့်သည်မဖော်သည်တမီးလက်များကိုရေဆေးပေးသည်ထိုနောက်မိဝယ်လာတော့မုံဘဲတို့ကိုကလေးတို့အားထုတ်ကျွေးသည်ထိုနောက်ကျမ်းပြင်ပေါ်တွင်ခြေဆင်း၍စပင်ကိုဖြည်သည်ခါကိုရှေ့သို့ကုန်းလိုက်သည်ထိုအခါတရှိသောစပင်တို့သည်ရှေ့သို့ဖားလျားကျ၍ခြေတလုံးပေါ်တွင်ဝဲနေကြသည်အမိကျောကိုတထောင်နှင့်ကြိတ်ဆန်ဟုဆိုသည်ဖြင့်တားသည်မုံကိုပါဇက်ထဲ၌ကိုက်ကတထောင်နှင့်ကြိတ်နေသည်ကျောသည်တထောင်အောက်တွင်ရင်းရမ်းနေရာစပင်ဖားလျားကျနေတော့ခေါင်းသည်ရင်းရမ်းနေလေသည်မဖော်ကိုကြည့်ရသည်မှာတရေအချောက်ခံနေရသည်နှင့်တူလာပေသည်ကိုစင်နီမဖော်ကိုမြင်၍တပြင်းကြီးချ၍ငါတင်ငန်းဝမဖြစ်မည်ဟုအတွေးဟောင်းတွင်အတွေးတစ်လောင်းလိုက်ပြန်သည်တို့ရာတွင်မယားကိုတော်နှင့်မပြောဝင့်သည်နှစ်တကူးချင်းရောက်မှပြောဝင်း၍သူ့အကြံအထမြောက်သွားလေသည်ပြောစဉ်ကတလလောက်တင်ငန်းဝတ်လိုကြောင်းပြော၍တင်ငန်းဝတ်သည်တို့ရာတွင်3လနီးပါးရှိလာပြီကိုစင်လူမထွက်သေးပေကလေးများကိုကြည်ပေါ်ရှုပေါ်အဖြစ်ဖြင့်လာရောက်နေထိုင်သောမဖော်ဤတွေလေးသည်သူဤသမီးများကိုအောက်မေ့လာပြီသူရွာတို့ပြန်ခြင်းပြီတနေ့တော့အခါတွေလေးကဥပစင်ဘယ်တော့လူထွက်မှလဲဟုမေးလျှောက်လေ၏ဥပစင်သည်မေးလျှောက်သည်ကိုမဖြစ်တင်ငန်း၏အရေးအဝါဒဤမြကြောင့်အစချီကပါဠိဂါထာများကိုရွတ်ဆို၍တရားဟောလေသည်တွေလေးခတ်ပြီးတွေလေး၏နားထဲသို့ထိုတရားတော်မဝင်သူကိုမတရားတဖြင့်အိမ်မှာခေါ်ထားသည်ဟုအောက်မေ့၍စိတ်ထဲ၌ဒေါသပုံထလေသည်ဥပစင်ကြွသွားသောအခါတွေလေးသည်ဟဲ့ရှင်ဖော့ငါပြန်ခြင်းပြီညီဥပစင်ကိုလည်းလူထွက်ခိုင်းတော့ငါအလကားတသက်မဲ့ညီအိမ်မှာကျွမခံခြင်းဘူးဟုမဖော့ကိုကျင်းလေသည်မဖော့ကလည်းဥပစင်ကိုလူထွက်စီခြင်းလာပြီတခါနှစ်ခါလျှောက်ပါ၏တရားအဟောတာခံခဲ့ရလေသည်ဝါလဲဝင်လူပြီတွေလေးကလည်းနားပူလာပြီကြံရမရတဖြင့်တငယ်ချင်းမတယောက်နှင့်တိုင်ပင်လေသည်ပြီးတော့အခါနှစ်ယောက်သားတဝါဝါရီမောကြလေသည်ထိုနေ့နနက်ခင်းသည်နေအောင်ကြီးကြောင့်ဝါထိန်နေသည်မကြီးပင်ထိတ်ကဂျိုးကူရန်ကိုဆက်ကမြည်နေသည်မဖော်သည်မြို့တို့ဈေးရောက်မတက်အိမ်တွင်ကိုယ်တိုင်ချက်ပြုတ်ကြော်လော်နေသည်ပြီးလျင်ရေမိုးချိုး၍တနခါလူသည်ခြေအထိလူသည်ညနာမှာခပ်ပါပါခက်မုံမုံရိုက်သည်သူ့တကိုယ်လုံးမွေးကြိုင်နေသည်စရုံးကိုတက်ရက်စွာထုံသည်ဆက်စု3ချောင်းများရောပေါင်းထုံထားသဖြင့်စရုံးနှင့်မျက်နာတို့သည်အချိုးအစားကြသည်မျက်ခုံးကိုပေါ့နေအောင်ဆွဲသည်နဖူးကမရှိမဲ့ဆန်းစများကိုခိုရောင်ကြအောင်အတင်းသိမ်းဆွဲထားသည်ကွန်ဝါ၍နှခမ်းတို့ကိုနီစေသည်အင်ကြီးအဖြူပပနှင့်ပန်းပွန့်အနီရိုက်တရက်တဲ့ထမိန်အတစ်တို့ကိုဝတ်သည်ကလေးနှစ်ယောက်ကိုဝတ်ကောင်းစားလာဆင်ထားသည်အိမ်ထဲတွင်အချို့အိမ်ထောင်ပစ္စည်းများကိုတင်းဆဲထုတ်ပိုးထားသည်အိမ်ရှိတွင်လက်တစည်းကိုအတင့်ပြင်ထားသည်10 နာရီလောက်တွင်ဥပစင်းသည်အိမ်တို့ကြွလာသည်သူနောက်ကသူ့သားကြောင်းသားပါလာသည်လျှောက်လာရင်ငါ့ကိုလူထွက်ဖို့ပြောကြမှာပဲဟုတွေးရင်းစိတ်လေးလာလေသည်အိမ်သားတို့ရောက်လာ၏လဲကိုမြင်သည်ပင်တွင်းတို့ဝင်၏အထော့အပိုးတို့ကိုမြင်ပြန်သည်တွေးလေးကပင်ရာအိမ်ကောင်းရင်၌ခင်းရတော့ဖြာပေါ်တွင်ထဝဲဖွဲ့ခွေထိုင်လိုက်လေသည်မဖော်ကိုကမမြင်ရသည်ကြီးအတန်ကြာမှမဖော်သည်ဆွနှင့်ဆွဟင်းပြက်ကိုချီကထွက်လာသည်ညှိုးငယ်သောမျက်နှာကိုငုံထားသည်ငုံလျက်နှင့်မြင်ဥပစင်းအားဆွန့်ကပ်သည်ဥပစင်းသည်တစ်ချက်မျှစားငဲ၍ကြည့်မဖော်ဖီးပုံလိမ့်ပုံဝစ်စင်ပုံတို့ကိုမြင်သည်တဖန်ထက်၍တစ်ချက်ကြည့်ပြန်သည်ထူးခြားလာပါတကားဟုတွေးမိလာသည်မဖော်စပိုးဆောင်တို့ပင်ပြန်ဝင်သွားလေသည်
စွန်စားရင်မတ်ဖော်ငါ့ကိုဘာကြောင့်မကြည့်ပါလေဟူတော့အတွေးကြောင့်မတ်ဖော်၏ထူးခြားသောယူပါယုံတို့သည်ဥပဇင်း၏စိတ်ထဲတွင်တဝဲလဲလဲဖြစ်လာလေသည်ငါ့ကိုလူထွက်ဖို့ပြောမှာပဲငါတာဝန်ကတော့ဒင်းတို့ကိုတရားပြဖို့ပဲမဟုတ်လားဟုဖြေလိုက်မှစိတ်ထဲငြိမ်သွားသည်ဆွန်ကိစ္စပြီးပေပြီအချိုပွဲကိုမတ်ဖော်ယူလာပြန်၏ဥပဇင်းလည်းတစ်ချက်ကြည့်လိုက်ပြန်သည်အလိုနဖူးမှာခိုးတော်များချလို့ပါကလားဟုအံ့ဩမိပြန်သည်အချိုပွဲကိုတင်းသွားပြန်သည်ထို့နောက်မတ်ဖော်ပြန်ထွက်လာ၍ခက်လန်းလန်းကတနေရာတွင်ခက်ကြုံကြုံထိုင်လေသည်ဥပဇင်းကတရားဟောမည်ဟုကြံလိုက်သည်နှင့်တပြိုင်နက်မတ်ဖော်သည်တွေးလေလဲเสียကြီးမလာသေးဘူးလားဟုလမ်းမေးလိုက်သည်ဥပဇင်းတရားမဟောနိုင်လဲစီတို့လမ်းကြည့်လေသည်ဥပဇင်းသည်တရားစကားကိုစရမည်အစားမတ်ဖော်တို့ဘာများလုပ်ကြမှာတော့ဟုမေးလေသည်ဥပဇင်းကြီးကိုအလုံးစုံလျှောက်ပြရစီဖေဟာဟုမတ်ဖော်သည်ခေါင်းကိုမမော့ပဲပြောသည်ထွေးလေးကလည်းသူ့ရွာပြန်ကျင်လာပြီထွေးလေးပြန်ရင်တပြည့်တော်မှာဈေးကိုလည်းထွက်ရကလေးတွေကိုလည်းကြည်ရဖြစ်ပါလိမ့်မည်တိတ်ဒုက္ခရောက်ပါလိမ့်မည်ဒုက္ခမရောက်ရအောင်တပြည့်တော်မှနှင့်ကလေးနှစ်ယောက်ထွေးလေးတို့ရွာမှာရောက်နေပါရစေတော့ဖေဟာတာအကြီးကိုရာဥပဇင်းကြီးကြည့်ရှုပါဖေဟာဟဲ့ကလေးဥပဇင်းနဲ့နေရပြီတော့မဖော်ဒီခေါင်းကိုမမော့ပဲမျက်ရည်စကိုတင်း၏ဥပဇင်းဒီဥပြီးကိုတင်းကငေးနေသည်မဖော်ကဆက်၍လျှောက်ပြန်ဒီမှာဥပဇင်းကြီးလည်းတက်တက်လုံးပဲယဟန်ဘဝနဲ့နေပါတပည့်တော်မတို့လည်းတင့်တယ်လို့အကြည့်နေပါမယ်ဥပဇင်းရဲ့ဘဝနဲ့တပည့်တော်မတို့ဘဝဟာကွာခြားနေပါပြီဆရာနဲ့ဒကမအဖြစ်နဲ့တာဆက်ဆံနိုင်ပါတော့မယ်တပည့်တော်မလည်းတာသမီ2ယောက်ရှိပါသေးတော့တရွာတကြီးမှာအကူအားထားတွေ့ရင်လက်ခံလိုပါတယ်ဟဲ့ဖိုးနီပိုထုတ်တွေကိုလဲပေါ်ယူတင်လိုက်ဒါကြောင့်မို့အခုကစပြီးရှင်းအောင်ကိစ္စကိုစီမံပေးစီခြင်းပါတယ်နောက်အခါစကားအလျှော့အထွေးဖြစ်ပြီးရုံးကိုမရောက်ပြရစေနဲ့ဖေဟာဟုလျှောက်လေဟင်းဟုဥပဇင်းဒီအားလေးလေးနဲ့ညီလိုက်၏မဖော်ဒီခေါင်းကိုမမော့တမော့မျက်နှာကိုမဖော့တပေါ်ထားလေသည်ဥပဇင်းဒီတင်ငန်းကိုဟိုပြဒီပြင်တယ်လို့ပြု၍မဖော့ကိုတစ်ချက်ကြည့်ပြန်သည်မဖော်ဒီအားတက်လာ၍ဥပဇင်းကြီးဖေဟာယခုလိုလျှောက်ထားရတာဟာနှစ်ဖက်အကျိုးကိုကြည့်ပြီးလျှောက်ထားရခြင်းသာဖြစ်ပါတယ်ဥပဇင်းကြီးလည်းတရားတော်ကိုဖြုံမြောက်အားထုတ်နိုင်ပါလိမ့်မယ်တပည့်တော်မှလည်းအခြားအားကိုးအားထားကိုတွေ့ပါကဟာညနိုတွေးလို့ရမှာထရီမှုဓမ္မအလွန်ပေါ်ပါတယ်ဟာငါလူထွက်ပါတော့မယ်ဟာဟုပြောပြီးအိမ်မဆန်းသွားလေကြီးမတ်ဖို့ကိုစင်မယားဖြစ်ရပြန်လေတည်း